ရိသတ်အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့မြန်မာနျူး channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ပရိသတ်တွေအတွက်တင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့သတင်းကြောင်းရာတွေကတော့စစ်ကောင်စီတပ်နဲ့ရဲရှင်တပ်များအနီးမကပ်ပဲရှောင်ရှားသွားလာဖို့အတွက်နေပြည်တော် PDF ထုတ်ပြန်ဆိုတဲ့သတင်းနဲ့အတူနောက်ဆုံးရရှိထားတဲ့သတင်းကြောင်းရာတွေကိုတင်ဆက်ပေးကြပါရရှင်ပရိသတ်တရားကျမတို့ရဲ့ channel လေးကို subscribe လုပ်ရသေးဘူးဆိုရင်တော့ subscribe ပြုလုပ်ပြီးတော့ဗီဒီယိုတက်တင်တိုင်းသိရှိစနိုင်ပုံဒီနာက notification လေးကိုလည်းနှိပ်ပေးခဲ့ပါဦးရှင်ဒါဆိုရင်တော့ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကြောင်းရာတွေကိုစတင်လိုက်ရအောင်ပြည်သူတွေထိခိုက်မှာကိုငဲ့ညာပြီးတော့စစ်ကောင်စီကိုတက်ခိုင်းနိုင်မဲ့အခွင့်ကောင်းတွေကိုလက်လွတ်နေရသောကြောင့်စစ်ကောင်စီတပ်နဲ့ရဲရှင်တပ်များကိုအနီးမကပ်ဖဲနဲ့ရှောင်ရှားသွားလာကြဖို့အတွက်နေပြည်တော်ကာကွယ်ရေးတပ်ကယနေ့မှထုတ်ပြန်လိုက်ပါတယ်။နေပြည်တော် PDF အနေနဲ့စစ်ကောင်စီရဲ့လက်ကင်ထုတ်ဖြစ်တဲ့အကြမ်းဖက်စစ်သားတွေရဲဝန်ထမ်းတွေကိုတက်ခိုက်ဖို့အတွက်အခွင့်အရေးတွေကိုအကြိမ်ကြိမ်ရှာခဲ့ပါတယ်။ဒါပေမဲ့လည်းအနီးနားကမိဘပြည်သူတွေထိခိုက်တရားရမှာကိုငဲ့ညာပြီးတော့အဲ့ဒီအခွင့်ကောင်းတွေကိုလက်လွတ်ခဲ့ရတာအကျဉ်းချင်းရှိနေပြီဖြစ်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်နေပြည်တော်ကတာဝန်ရှိသူတို့ကပြောကြားခဲ့တာလည်းဖြစ်ပါတယ်။လွန်ခဲ့တဲ့အောက်တိုဘာလ3ရက်နေ့ကနေပြည်တော် PDF အနေနဲ့နေပြည်တော်ကိုပုံမပြင်းထန်တဲ့မြို့ပြပျောက်ကြားစစ်စင်ရေးစတင်တော့မှာဖြစ်ကြောင်းထုတ်ပြန်ထားပြီးတော့မိဘပြည်သူတွေကလည်းအိမ်ရှိဝါလမ်းဘက်ကိုမျက်နှာမူပြီးတော့တက်ဆင်ထားတဲ့CCTV ကင်မရာတွေကိုပိတ်ထားဖို့အတွက်သို့မဟုတ်လမ်းဘက်ကိုမျက်နှာမူပဲနဲ့အခြားဘက်ကိုမြင်ကွင်းပြောင်းပြီးတော့ချဲ့ပေးဖို့ကိုလည်းပူးပေါင်းပါဝင်ပေးဖို့ကိုထုတ်ပြန်ထားရလဲဖြစ်ပါရဲ့ရှင်ပရိသတ်ရဲ့အတွက်နောက်ထပ်တင်ဆက်ပေးချင်တာကတော့ပလဲမျိုးနယ်သို့ဝင်ရောက်လာခဲ့တဲ့စစ်ကောင်စီရှင်တန်းလန်တောင်မှာဒုတိယကြိမ်မှဆွဲတက်ခိုက်ခဲ့ရစစ်ကောင်စီတပ်သား20ဦးသေဆုံးဆွဲတဲ့ကိုတင်ဆက်ပေးချင်ပါရဲ့ရှင်စကိုင်းတိုင်းပလဲမြို့နယ်အတွင်းသို့အောက်တိုဘာလ4ရက်နေ့မနက်ပိုင်းရောက်မှဝင်ရောက်လာတဲ့ကားအစီးရေ80ကျော်ပါစစ်ကောင်စီရှင်တန်းကို PPDF နဲ့ PRA ကမိုင်း28လုံးနဲ့တက်ခတ်ခဲ့ပြီးတော့ဆက်လက်ချီတက်လာတဲ့စစ်ကောင်စီရှင်တန်းကိုနလန်တောင်အနီးမှာမနက်9:40မိနစ် PRA ကချက်မှန်မိုင်းဆွဲတက်ခတ်လိုက်တာဖြစ်ကြောင်းကိုလည်းသိရပါရရှင်ရှနေ့မနက်9:40ခန့်မှာလဲမကွေးတိုင်းကျောင်းမြို့နယ်ဘက်ကဆင်းသက်လာတဲ့စစ်ကား60ဝန်းကျင်ခန့်ကိုနလန်တောင်မှာမိုင်းဆွဲပြီးအပြန်အလှန်ပစ်ခတ်ရာစစ်သား20ဦးကြာဆုံးပြီးတော့35ဦးထဏ်ရာရသွားကြောင်းပြည်သူ့တော်လှန်ရေးတပ်မတော် PR ဘက်ကနေထိခိုက်၍ထိခိုက်မှုမရှိဘဲနဲ့အပြန်အလှန်ဆုတ်ခွာနိုင်ခဲ့ကြောင်းကိုလည်းသတင်းထုတ်ပြန်ထားပါတယ်မနေ့အစောပိုင်းခွဲပြီးတော့မှဟိုရှိမှလည်း point နေရှိသေးတော့နောက်ထပ်ကျွန်တော်တို့စောင့်နေတဲ့ point တွေကိုလည်းတခြားနေရာမှာရှိသေးတယ်။အဲ့ကနေပြီးတော့နောက်ဆုံးကဟာကိုကျွန်တော်တို့ဆက်ခွဲရပေါ့နော်။ခွဲတော့အိမ်နားမှာလည်း3လုံးဆွဲဖြစ်တယ်။ကြားတာကတော့အိမ်နားမှာ9လုံးလောက်ပြန်ကြလိုက်ရပါတယ်။ကျွန်တော်တို့လည်းဆွဲပြီးတော့ပြန်ပြစ်လိုက်ပြီးတော့မှကလေးတွေကာပြစ်တဲ့အဖွဲဖြစ်ပြီးတော့ပြန်ဆုတ်ကြပါတယ်။အဲ့ဒီမှာ2ဦးလုံးကြပြီးတော့3ဦးထရရတယ်။အဲ့ဒီနေ့ကကားက93စီပလဲ PDF ကတော့80ခန်းလို့ရှိထားတယ်။အဲ့ဒီကားရန်ကအရှိကြီးပေါ့နော်သူတို့ကဟိုးရှိထိတ်ကနေပြီးတော့ခြားတာကျွန်တော်ကအနောက်ဘက်ကနေပြန်ဆွဲတယ်အိမ်နာဝင်းကျင်ဆိုတော့နည်းနည်းတော့လှမ်းတာပေါ့နော်ကား90ကျော်တကားနဲ့တကားကလည်းခွဲလာတယ်စုစုပေါင်းအားလုံးစစ်သား20ဦးခန့်ပေါ့နော်တရားရတဲ့ကောင်ကတော့35ဦးလောက်ရှိမယ်ပြည်သူတော်လှန်ရေးဘက်ကိုဘိုးဂျပန်ကနေပြီးတော့ပြောကြားခဲ့တာလည်းဖြစ်ပါတယ်ယနေ့မနက်စောပိုင်းမှာစစ်ကောင်စီရှင်တဲ့ RPR နဲ့ပလဲ PDF တို့ကန်ချောင်းနီအနီးမှာကိုလောင်ပြိုင်မြင်းခွေးမှာမိုင်းဆွဲတက်ခိုက်မှုတွေစစ်ကား5စီးပျက်စီးပြီးတော့စစ်သားများပြားသိမ်းဆုံးကြောင်းကိုလည်းပလဲ PDF ကထုတ်ပြန်ထားရလဲဖြစ်ပါရဲ့ရှင်ပရိသတ်ရဲ့အတွက်နောက်ထပ်တက်ဆက်ပေးချင်တာကတော့အာဂရီအမှုနဲ့ပတ်သက်တဲ့သက်သေများရဲ့ထွက်ဆိုချက်အချင်းမြင့်မရှိလို့ဒေါ်ဆန်းစုကြည်ပြောကြားဆွဲတဲ့ကိုတက်ဆက်ပေးချင်ပါရရှင်။ပြီးခဲ့တဲ့တောက်ကြနေကနေပြီးတော့တည်တံ့တရားရုံးမှာပြုလုပ်တဲ့အာဂရီအမှုတရားခွင်အတွင်းမှာအာဂရီမှုနဲ့ပတ်သက်ပြီးတော့တရားလိုပြသက်သေတွေရဲ့ထွက်ဆိုချက်များအချင်းမြင့်မရှိကြောင်းဒေါ်ဆန်းစုကြည်ကရှင်နေနဲ့တွေ့ဆုံစဉ်ကပြောကြားခဲ့ပါတယ်။ဒေါ်ဆန်းစုကြည်က all press လို့သူ့ရဲ့သဘောထားကိုအင်္ဂလိပ်လိုတခွန်းနဲ့ပဲပြောခဲ့ပါတယ်။ဒီအင်္ဂလိပ်နှလုံးနဲ့ပဲပြောတာကတော့ဒီစကားလုံးကပြောမယ်ဆိုရင်အချင်းမြင့်မရှိဘူးဖျို့ဖျဲလိုပဲပြောမှာပေါ့နော် you know who ဆိုတာဘသူကိုပြောလဲခင်ဗျားတို့သိမယ်ထင်ပါတယ်ပြီးခဲ့တဲ့အပတ်ကအမှုတစ်ခုရှယ်တက်တည်ထွက်ဆိုချက်တွေအုံးကျွတ်ဖြစ်သွားပါတယ်လို့ဒေါ်ဆန်းစုကြည်ရဲ့ရှင်နေဥခင်မောင်စောကပြောပါတယ်ပြီးခဲ့တဲ့ဘက်တောက်ကြနေကနေပြည်တော်တည်တံ့တရားမှာဒေါ်ဆန်းစုကြည်ကိုတရားစွဲထားတဲ့အာဂရီအမှုလေးမှုနဲ့ပတ်သက်လို့ဒေါ်ဆန်းစုကြည်ကိုရုံထုတ်ပြီးတော့တရားလိုပြသက်သေဖြစ်တဲ့အာဂရီအမှုနံပါတ်2အတွက်ဦးဖြိုးမင်းသိန်းနံပါတ်5အတွက်စားလွင်လုပ်ငန်းရှင်တူတို့လည်းရောက်ပြီးတော့ထွက်ဆိုသွားပါတယ်
ဥဖြိုမင်းသိန်းကတော့ရွှေခုနှစ်ပိတ်တာနဲ့အမေရိကန်ဒေါ်လာ6သိန်းကိုဒေါ်ဆန်းစုကြည်ကိုပေးခဲ့လို့ထွက်ဆိုခဲ့ပါတယ်။ရှန်နေပြည်တော်တည်တံ့တရားရုံးမှာဒေါ်ဆန်းစုကြည်ကိုတရားစွဲထားတဲ့အမှုတွေဖြစ်တဲ့တဘာဝပေးရတဲ့စီမံခန့်ခွဲမှုပုံမှာ25ပုဂ္ဂိုလ်သွင်းကုန်ဥပဒေပုံမှာ8နဲ့ဆက်သွယ်ဥပဒေပုံမှာ69နဲ့ပတ်သက်ပြီးစစ်ဆေးခဲ့ပါတယ်။ပထမဆုံးတဘာဝပေးရတဲ့စီမံခန့်ခွဲမှုဥပဒေပုံမှာ25ဆက်သွယ်ဥပဒေပုံမှာ69နဲ့ပတ်သက်ပြီးတော့ရခိုင်တပတ်ကတရားလိုပြသက်သေတွေအားလုံးစစ်ဆေးပြီးသွားတဲ့အခါမှာတော့ရှန်နေမှာနှစ်ဖက်ရှင်းတွေရဲ့ဆွဲဆိုရှောက်ထားချက်တွေလည်းပါဝင်ပါတယ်။အဲ့ဒီဆွဲချက်တွေရှောက်လဲချက်တွေနဲ့ပတ်သက်ပြီးတော့နောက်တစ်ပတ်ရုံချိန်မှာဆွဲချက်တင်တော့မယ်မတင်သင့်နိုင်တဲ့အမိန့်ချမှတ်မှာလည်းဖြစ်ပါတယ်။နောက်ပြီးတော့ပို့ကုန်သွင်းကုန်ဥပဒေပုံမှန်ရှင်းနဲ့ပတ်သက်ပြီးတရားလိုဘက်ကနေနောက်တိုးသက်သေတအုပ်ကိုထပ်တိုးဖို့တင်ပြထားတဲ့ကိစ္စကိုဒေါ်ဆန်းစုကြည်ရဲ့ရှင်းနေများကရခိုင်တပတ်တုန်းကကန့်ကွက်ထားပေမဲ့လည်းတရားသူကြီးရဲ့ရှင်းနေရုံချုပ်မှာထပ်တိုးခွင့်ပြုထားပါတယ်။ရှန်နေမှာတော့ဒေါ်ဆန်းစုကြည်ကကျမ်းမာရေးရုံချင်းတွေကိုတပတ်ချရွှေ့ဆိုင်ပြုလုပ်နေပြီးတော့ရှောက်လွာကိုယ်တိုင်ရေးပြီးတော့တရားကိုတင်ပြခဲ့ပါတယ်။ဒါပေမဲ့လည်းအစိုးရရှင်တွေကဒေါ်ဆန်းစုကြည်ရဲ့တင်ပြချက်ကိုကန့်ကွက်ခဲ့ပြီးတော့တရားသူကြီးကလည်းနောက်ပတ်မှာဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်မယ်လို့လည်းအမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်ရှင်။ပြည်သက်ရဲ့အတွက်နောက်ထပ်တင်ဆက်ပေးချင်တာကတော့မြစ်သားမျိုးဆရာဖယုံပုံပေါက်ဆွဲတဲ့ကိုတင်ဆက်ပေးချင်ပါတယ်ရှင်။မန်လေးမြို့မြစ်သားမြို့နယ်ရွှေတထေးရက်ကွက်ပန်းချံအနီးမှာရှိတဲ့အကျန်းဖတ်ဆဲဆူရဲ့အထက်ကတရင်ရှာရွှေရာဌာနထောက်တိုင်နေဖြစ်တဲ့စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဆရာဖရှုံးမှာဘုံတလုံးပောက်ကွဲခဲ့ပါတယ်။စက်တင်ဘာလ3ရက်နေ့ညနေပိုင်းမှာဖြစ်ပွားခဲ့တဲ့အဆိုပါဘုံပောက်ကွဲမှုဖြစ်စဉ်ကမြစ်သား PDF ကလွတ်ဆောင်ခဲ့ရလို့တရင်ထုတ်ပြန်ထားပါတယ်။လူတွေတော့မထိပါဘူးဘုံပောက်ပြီးတော့အခြေကနေတနက်တင်နဲ့ရှမ်းပစ်တာတောက်လျှောက်ပဲညကမဆိုင်တဲ့သူတွေဖမ်းတဲ့လက်ရှိလို့တာကန်တူကပြောပါရယ်မလေးတိုင်းအတွင်းမှာဆဲဆူရဲ့ဆရာဖရှုံးပောက်ကွဲမှုကယခုအချိန်မှာပထမဆုံးဖြစ်ကြောင်းကိုလည်းသိရပါရရှင်။ပြည်သက်ရဲ့အတွက်နောက်ထပ်တစ်ဆက်ပေးချင်တာကတော့တာဂီတာမှာတလန်ကျောင်းဆောက်ပြစ်တက်ခံရပြီးတော့စစ်ဆေးမှုတွေပြုလုပ်ဆွဲတဲ့ကိုတစ်ဆက်ပေးချင်ပါရရှင်။တာဂီတာမြို့နယ်လေးမြောက်ရက်ကွက်မှာတလန်လို့သတ်မှတ်ခံထားတဲ့ကျောင်းဆောက်ဦးတင်ငင်ကအောက်တိုဘာလ3ရက်နေ့ကတနက်နဲ့နှစ်ချက်ပြစ်တက်ခံရပြီးတော့တိတ်ဆုံးခဲ့ပါတယ်။အသက်50ကျော်အရွယ်ဦးတင်ငင်ကိုရက်ကွက်မှာရှိတဲ့ကန်စီနာမှာည9:15မိနစ်မှာပြတ်သက်သွားလဲဖြစ်ပြီးတော့သူ့ကိုထလန်းဆိုပြီးတော့လူပြောများပါတယ်။ရင်ဘတ်ကိုတစ်ချက်ထိတဲ့ခေါင်းကိုတစ်ချက်ထိတဲ့တေးသွားတယ်။အဲဒီကိစ္စကြောင့်စစ်ကောင်စီတပ်တွေည10:00နာရီကျော်လောက်မှလာပြီးတော့ကန်နာမှာရှိတဲ့တာမအိတ်ခမ်းတွဲတွေမှာယောက်ျားလေးတွေအားလုံးကိုခေါ်သွားပါတယ်။လေးမြောက်ရက်ကွက်မှာ18ဦးဖမ်းခံရပြီးတော့လေးတောင်ရက်ကွက်မှာ10ဦးကျော်ဖမ်းခံရပြီးရက်ကွက်နှစ်ခုပေါင်းတော့အနည်းဆုံး30ဦးခန့်ဖမ်းဆီးခံရပါတယ်။၎င်းတို့ရက်ကွက်ရှုံးမှာလည်းဖမ်းဆီးစင်မှုတွေကိုပြုလုပ်နေပြီးမနက်ပိုင်းမှာတချို့တစ်ဝက်ကိုလည်းလက်မှတ်ထိုးပြီးတော့ပြုလုပ်လိုက်ပါတယ်။ရှမန်နေညကလည်းတာဂီတာမြင်တော်တာလန်ခိတ်မှာပြိုးဥယျာဉ်နာမှာပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးတော့အဆိုပါပောက်ကွဲမှုကိုတော့ Burma Final Revolution Force ကနေပြီးတော့ဆောင်ရွက်ခဲ့ကြောင်းကိုလည်းထုတ်ပြန်ထားပါတယ်ရှင်။ပြည်သက်ရဲ့အတွက်နောက်ထပ်တင်ဆက်ပေးချင်တာကတော့ရန်ကုန်တိုင်းက6မြို့နယ်မှာဘုံပေါက်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးတော့လူ2ဦးသေဆုံးဆွဲတဲ့ကိုတင်ဆက်ပေးချင်ပါတယ်ရှင်။ရန်ကုန်မှာအောက်တိုဘာလ3ရက်နေ့တာဂီတာလှိုင်သာယာရွှေပြည်သာတကုံစေကံတန်လင်းမြို့နယ်မြောက်ကလာပါမြို့နယ်မှာဘုံပေါက်ကြရာတွေဖြစ်ပွားခဲ့ပြီးတော့လူ2ဦးသေဆုံးခဲ့လို့ဖြစ်စဉ်နေရမြို့နယ်တွေကသိရပါတယ်။မြောက်ကလာပါမြို့နယ်6ကွင်းနဲ့ဓမ္မယုံမှတ်တိုင်နီးက10နာရီခွဲထိကိုတနက်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။ထိခိုက်ဒဏ်ရာရသူရှိမရှိစွာညအမိတ်မထွက်ရကာလဖြစ်နေတဲ့အတွက်မသိရဘူးလို့လည်းရက်ကွက်နေသူတို့ကပြောပါတယ်။တာဂီတာမြို့နယ်လှိုင်သာယာအနောက်မြောက်ပိုင်းမြို့နယ်မှာရှနေ့ညပိုင်းကဘုံပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့တာကန်နေစီကသိရပါတယ်။လှိုင်သာယာအနောက်ပိုင်းမြို့နယ်အတွင်းပတုံကျေးရွာရန်ကုန်ပသိမ်ကားလမ်းပေါ်မှာလည်းအယောင်ဝင်းစားလုံးမဲ့ချန်စီယိုနာမှာမနေ့ညပိုင်းကဘုံပေါက်ပြီးတော့ထိခိုက်ဒဏ်ရာရတဲ့သူတွေမရှိဘူးလို့တော့သိရပါတယ်။တာကေပြမြို့နယ်3မြန်ပြေရက်ကွက်မြင်းတော်သာ3လမ်းဂိတ်ဟောင်းမှာလည်းလမ်းလေမှာမနေ့ည9နာရီကဘုံပေါက်ကွဲမှုတွေဖြစ်ပွားပြီးတော့တရားရသူမရှိဘူးလို့လည်းတာကန်တူကပြောကြားခဲ့ပါတယ်။တာကေတာမြို့နယ်လေးမြောက်ရက်ကွက်9လမ်းချိန်ရက်ကွက်ရေကန်ဘေးမှာလည်းမနေ့ည9နာရီခွဲခန့်ကအလာကလေးကျောင်းလုံးကျင်းဆောင်ဖြစ်တဲ့ဦးတင်ငယ်အမည်မသိအဖွဲ့ကတနက်နေ့ပြသွားတယ်လို့လည်းပြောပါရယ်။ရွှေပြည်သာမြို့နယ်လေးရက်ကွက်ပလဲလမ်းမှာရှိတဲ့အာကစားစက်ရုံကိုလည်းလှုပ်ပုံနဲ့ပြပောက်ခဲ့လို့ပောက်ကွဲမှုဖြစ်ပွားခဲ့ပေမဲ့ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့သိရပါရယ်။ဒဂုံမြို့သစ်စိတ်ကအမှတ်94ရက်ကွက်ယူဇနာဦးရဲ့မြို့တော်အေဂျလန်မှာလည်းလူမနေတဲ့တိုက်ခန်းတွေကနေမပေါက်ကွဲသေးတဲ့ဘုံနှလုံးကိုနေ့လယ်ပိုင်းကစပြီးတော့စစ်တပ်နဲ့ရဲတွေကရှာဖွေတွေ့ရှိခဲ့လို့လည်းသိရပါဗျ။တန်လင်းမြို့နယ်ဖျားကုန်းအုပ်စုကညင်မင်းကျေးရွာတန်လင်း3ခွလမ်းမှာဈေးဝယ်ပြီးတော့ပြန်လာတဲ့ဝင်းနေရဒုက္ခလမ်းနဲ့
ဦးအောင်တန်းကိုလည်းအမည်မသိအဖွဲ့တွေကတနက်နေ့ပစ်ခတ်ခဲ့လို့တေဆုံးသွားတယ်လို့လည်းသိရပါတယ်။အလားတူစက်တင်ဘာလ2 ရက်နေ့မနက်ပိုင်းကဗဟန်းမြို့နယ်ဆရာဆန်ရက်ကွက်အုပ်ချုပ်ရေးမှုစမှုတစ်လမ်းမှာရှိတဲ့ဘုံပေါက်ကွဲပြီးတော့ကွင်းချံကုန်းမြို့နယ်တော်ကူကြီးရွာမှာလည်းကြီးရွာအုပ်ချုပ်ရေးမှုနဲ့ပြည်ခိုင်ပြိုးပါတီဝင်တအုပ်တနက်နေ့ပစ်ခတ်ရပြီးတော့တေဆုံးခဲ့ပါတယ်။စက်တင်ဘာလာကျရနေ့ကလည်းရွှန်ကင်းမြို့နယ်မင်္ဂလာတုံမြို့နယ်လှိုင်သာယာမြို့နယ်ဒလားမြို့နယ်တွေမှာလည်းရွှေနှင်းမြို့နယ်မှုကော်မတီရှုံး YPS 22ကားဂိတ်အခုဦးစီးမှုရုံးနဲ့ရကြေးအုပ်ချုပ်မှုရှုံးတွေမှာဘုံပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ကြောင်းကိုလည်းသိရပါရရှင်။ပြည်သက်ရဲ့အတွက်နောက်ထပ်တင်ဆက်ပေးချင်တာကတော့ခေဦးမြို့နယ်ကတဲဆူရွာမှာရွာသား3တက်ခံရလို့စစ်ကောင်စီပြောကြားဆွဲတဲ့တင်ကိုတင်ဆက်ပေးချင်ပါရရှင်။စကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်ခေဦးမြို့နယ်ကရွှေကူတဲဆူရွာမှာစစ်ပေးရှောင်နေရင်နွားစွာကျေးဖို့ပြန်လာတဲ့တက်လက်ပိုင်းအရွယ်အမျိုးသား3ဦးကအောက်တိုဘာလ3ရက်နေ့ညနေပိုင်းမှာစစ်ကောင်စီတပ်တွေရဲ့ပစ်ခတ်မှုကြောင့်တေဆုံးခဲ့ရလည်းဖြစ်ပါတယ်။ရရှိတဲ့တပ်ပုံနေရာကတော့တေဆုံးသူကဦးကောင်းကိုပစ်ခတ်ခံရပြီးတော့တေဆုံးသွားလည်းဖြစ်ပါတယ်။ရွှေကူတဲဆူရွာဟာဆွဲတော့ပြင်းထောင်ရမရောက်ခင်ကျေးရွာဖြစ်ပြီးစစ်ကောင်စီတပ်တွေပြင်းထောင်ရမှာပြူစောတိလို့ဆွဆွဲခံရသူအမျိုးသား3အောက်တိုဘာလ2ရက်နေ့ကတပ်ဖြတ်ခံရပြီးနောက်ပြင်းထောင်ရွာမို့သွားတဲ့ချိန်မှာတဲဆူရွာမှာဖြစ်သွားခဲ့တာလည်းဖြစ်ပါတယ်။တဲဆူနဲ့ဆက်လက်ပြင်းထောင်ရွာမှာ PDF တွေတနန်းပေးတဲ့ဆွဲတဲ့ကြောင့်စစ်ကောင်စီတပ်တွေကအောက်တိုဘာလ1ရက်နေ့မှာရွာထဲကိုဝင်ရောက်ပြီးတော့ရှာဖွေပစ်ခတ်ပန်းစီမှုတွေကိုပြုလုပ်ခဲ့လို့အသက်9နှစ်အရွယ်မိန်းကလေးငယ်တအုပ်အပါအဝင်လူ9ဦးသေဆုံးခဲ့ရပါတယ်။ခေဦးကကျေးရွာတွေမှာဖြစ်တဲ့ပစ်ခတ်မှုတွေသေဆုံးမှုတွေနဲ့ပတ်သက်ပြီးတော့တစုံတရာမှတ်ချက်ရဖို့ကိုလည်းစစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကိုဆက်သွယ်ဖို့စူးစမ်းနေရလဲဖြစ်ပါရရှင်။ဟုတ်ကဲ့ပါရှင်ပရိသတ်တွေအတွက်ဒီကနေ့တင်ဆက်ပေးခဲ့ရတဲ့သတင်းဆောင်ရာတွေကတော့ဒီလောက်ပါပဲနောက်ထပ်လည်းတင်ဆက်ပေးဖို့ရှိသေးတဲ့အကြောင်းမလို့ကျမတို့ရဲ့ channel လေးကို subscribe ပြုလုပ်ပြီးတော့စောင့်မျှော်ကြည့်ရှုအားပေးနားဆင်လို့ရပါပြီရှင်နားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါရစေပရိသတ်များအားလုံးလည်းကိုယ်စိတ်နှပြရှင်းလန်းချမ်းမြေ့ကြပါစေရှင်